အမြဲတမ်းဘိုင်ဝမ်ခေါ်နေတဲ့အညာသားပြောနေတယ်ရှင်ကျမတို့နိုင်နေ तू ကအရှော့ပေးလို့တဲ့မယုံလို့ရှင်ဘလိုရီဘိုင်ဝမ်ဆော့မယ်တဲ့ okay ကြိုက်ပြီဟဲ့နေကိုလာဆန်းတော့ကလေးတုံးလိုက်အောင်မယ်ငါအဆန်းတော့ကတော့ तू မသိစင်နဲ့တော့ तू ကအရန်ကိတ်ရ तू ကဗာကိုလေးကအရန်ကိတ်ရရှင် तू မကြောင်း तू အတင်းကိုပြောရအောင်မယ်သိလား तू ကလေသူများကောက်ဘလေးနေမှာ तू နှစ်ယောက်မရှိဘူးရှင်အရန်ဘလေးနာကျမဘလေးလို့ရှင်တော့ကျမသူ့ရဲ့ကားနေကိုဖြတ်ခိုက်ပေးတယ်လေတခါလေးရှုပ်လို့နေအောင်တေချာ focus ထားပြီးဆော့မှာမဟုတ်လို့ရှင် तू ကိုရှုံးလို့ရှင် तू ကကျမဖုံးဆက်ပြီးတော့လေလမ်းပြီးတော့ကဲ့ရီလိုက်မယ်ကြည့်နေအမလေး तू ဓာမီရပို့ပြင်းနေတာမသိဘူးအဝေးကနေပြီးတော့ပဲလိမ့်ရှင်းတော့မယ်အမလေး तू က flicker နဲ့ဝင်ချလာကြည့်ကိုဖီလက်လည်းပဲစိုးဟိုက်နေကြရတယ်နော်ရတယ်ကျမလှည့်တစ်ပြက်ခံလိုက်ကြတာရှင်သိလားတစုံတအူလို့ပြောလို့ကျမတကယ်လည်းစောပေးထားတာပါရှင်လာကဒီကကျမအလဲပဲဂရုံကင်ရဘလောက်ကိတ်လဲဆိုတော့ရှင်မြန်ကျမပြဒမ်းမေးပြောတာနော်ဒမ်းမေးရဟဲ့ဟုတ်တော့ဘလို့ဖြစ်သွားတာရောတူတော်ကင်ရမဟုတ်ဘူးလားဘာလို့ကျမတော်ကင်သွားလဲခုနမှအညာသားတယောက်အကြံကောင်ဂလုံးစားချက်နေပြီရှင်ရဟဲ့ဟုတ်တော့လွတ်သွားသေးတယ်အရေးထဲမှာတကယ်ရအောင်ကိစ္စကိုဟဲ့မဖြစ်သေးဘူးငါနှခါတော့တော်ကင်ထားပြီးပြီတော်ကြနေငါဘွားဘောကဲမကွဲပဲကွဲပြီးတော့လို့ရှင်ရှက်စရာကြီးဟဲ့လာကြမြေဖလစ်ကနဲ့သူအရန်ကိုဗီလက်လည်းပဲစိုးဟိုက်နေရရော့ဟဲ့မှာဟုတ်တော့ငါလည်းအခုလွယ်နေတော့ပဲသေပြီးပြောဟဲ့အတိတ်ပဲမရှိပါဘူးဒီဘွဲကြီးငါနိုင်ရမကိစ္စကိုဟဲ့ငါ့ကိုအနိုင်ယူလာကြည်ရန်သွားဖုန်းဆက်ပြီးအိတ်တော်မယ် Naruto ကလည်း event မှာပါဝင်တဲ့ skin ရဲ့ try နဲ့ animation effect ရ30စာကိုရရှိနိုင်မှုအတွက်ဒီ event မှာနေ့စဉ်လောက်ရင်ဝင်ခြင်း classic rap bro တော့မဟုတ် MLB Rising Open ကိုဆော့ပေးခြင်းဖြစ်ဒီ coin လေးကိုစုပြရမှာဖြစ်ပါတယ်ရှင်ဒီ coin လေး30ပြည့်သွားတဲ့ခါကျလို့ရှိရင်တော့60ပြည့်အခု90ရရှိမှာဖြစ်ပြီးတော့ coin 80ပြည့်သွားတဲ့ခါကျလို့ရှိရင်တော့ Naruto Color Series တွေက skin count try ကိုကြာမရရှိမှာဖြစ်ပါတယ်ရှင်ဒီလက်ဆောင်ပုံးလေးတွေရရှိမှာဖြစ်ပါတယ်ရှင် Lucas Suyukaliya Harabusa Julian Gushin တို့ရဲ့ Naruto Series skin တွေကတစ်ခုကြာမအစားဆုံးကတည်းကရရှိမှာဖြစ်ပါတယ်ရှင် coin တွေပြည့်သွားတဲ့အချိန်မှာတော့60ပြည့်တော့150ရရှိမှာဖြစ်ပါတယ်ရှင်300ပြည့်သွားတဲ့ခါကျလို့ရှိရင်တော့ animation effect ရ30စာအစားဆုံးကကိုရရှိမှာဖြစ်ပါတယ်ရှင်နောက်ဆုံး400ပြည့်သွားတဲ့ခါကျလို့ရှိရင်တော့ဒီ60ပြည့်လုံး300ကိုရရှိမှာဖြစ်ပါတယ်ရှင်